ရှုမာပြီးသားလေရန်ကျော်ထွေးလို့ကျွတ်ရခင်ဗျအေရီယာထဲဝင်လာပြီးရန်ကျော်ထွေးလက်ကန်လာတယ်ဂိုးပြီခင်ဗျအခုဆိုလို့ရှိရင်တော့ဒီကွန်စတာယူနိုက်တက်အသင်းအတွက်ဦးဆောင်ဂိုးတော့ပွဲကစားချိန်6မိနစ်အရောက်မှာပဲတက်စတစ်ကစားသမားရန်ကျော်ထွေးပိုင်နိုင်ကိုသူ့ပေးခဲ့ပြီပဲဖြစ်ပါတယ်။ကိုကတော့ရန်ကျော်ထွေးအတွက်အခုပြိုင်ပွဲမှာ9ဂိုးမြောက်တွင်ဂိုးလေးဖြစ်နေခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲမစတင်ခင်ကမှမွန်စတာနိုင်တဲ့အသင်းကိုနိုင်တဲ့အသင်းကနေရောက်ရှိလာခဲ့တဲ့ဒီကနေ့ဘောလုံးရသည်ရဲ့မြန်မာနေရှင်နယ်လိကိုသွင်းအများဆုံးတိုက်စစ်မှုဖြစ်တဲ့ရန်ကျော်ထွေးသူကကိုသွင်းကောင်းတဲ့တိုက်စစ်မှုဆိုတာဒီနေ့ပွဲစဉ်မှာလည်းပွဲကစားချိန်6မိနစ်မှာတွေကသွင်းယူပြီးတော့အပြာတာခဲ့ပြန်ပြီပဲဖြစ်ပါတယ်။